ဒါပေမဲ့ချီလုံးရင်းနဲ့ထူးဆန်းတဲ့အရာတွေဖြစ်လာတယ်သူမကအရန်ပင်ပန်းနေတင်ပေမဲ့မအိတ်ချင်တော့ဘူးတက်ကြွနေတယ်လို့ခံစားနေရတယ်နောက်ပိုင်းမှာတော့သူမလက်တွေကကိုထိန်ချုံမှုမရှိတော့တယ်လို့ဖြစ်လာတယ်တခုခုကခန္ဓာကိုယ်ကိုဝင်ထိန်ချုံနေတယ်လို့ပဲအယုတ်ကိုမကြည့်ဘဲနဲ့တောင်တိတိကျကျချီလုံးနိုင်နေတယ်မြေပေါ်ကအယုတ်တွေများလာလေသူမပါဆက်ကမနက်ရုပ်တန်ကပုံမြန်လာလေCFI မသိခဲ့တာကသူမလက်ကသွေးဆက်တချို့ကသူမအသက်ကိုကယ်လိုက်တာပါဒီအယုတ်ကိုအရင်လုတ်ခဲ့တဲ့လူတွေအားလုံးတိတ်ဆုံးခဲ့ကြပြီးသူမတယောက်တည်းသာအသက်ရှင်လွတ်မြောက်ခဲ့တာနောက်ဆုံးမှာအယုတ်တရကိုပစ္စည်းပို့သမားစီအပ်ပေးလိုက်ပြီးCFI ကအိမ်တကားပိတ်ကနားကျင်နေခဲ့တယ်ဒါပေမဲ့ KV ထဲမှာဘာကတခုထပ်တွေ့လိုက်ရတယ်သူမကပဝပိုးတဲ့လက်ဆောင်လို့ထင်ပြီးအိမ်ထဲယူလာတယ်ဘာကထဲမှာတော့ T remote တခုရွမ်2သိန်းတန် shopping voucher တစ်ဆောင်ပြီးတော့ Woodward ဆိုတဲ့ invitation letter တစ်ဆောင်ပါလာတယ်invitation ထဲမှာညနှစ်22မှာဒီရှောက်စမယ်လို့ရေးထားတယ်။ဒီကနေတိုက်ရိုက်လေလံဝင်ပြီးလိုချင်တဲ့ပစ္စည်းဝယ်နိုင်တဲ့ CFI ကဒါကိုအရေးမကြီးဘူးလို့ပဲထင်ခဲ့တယ်။ဒါပေမဲ့ညလယ်မှာဖုန်းတစ်ခါလာတယ်။ပစ္စည်းပို့တဲ့အချိန် think ပါကတခုတွေ့ခဲ့သေးလား။အခုချက်ချင်းထွက်ရှာပေး။ညလယ်ကြီးအမိတ်ပေးတယ်လို့ပြောနေတဲ့သူတို့အတန်းကြောင့် CFI စိတ်တူသွားတယ်။ဘာကသူမအိမ်ထဲမှာရှိနေရင်တော့ပြန်မပေးချင်တော့ဘူး